နေမှဖြစ်ဟာဒီလူနေပေအယူထုတ်ခါစတွေးကွယ်မျိုးတို့မှာအချင်းတွေဆွေးနေတာဘာကြောင့်လဲမောင်ရဘာလဲအသစ်တွေလုံနေလားမောင်အချိုက်မောင်တို့အင်းတွေကိုညုံညင်တာမရှိဘူးမကခွင့်လို့ခဲ့တယ်ချစ်တဲ့စိတ်ကိုနဲ့မောင်ရဲ့ကြိုက်လိုက်တော့မမစိတ်အားငယ်မောင်မောင်ရဲ့ဘယ်လိုနေရမှာပဲလူနေကလေးချစ်တဲ့စိတ်ချင်းမိလို့ဖြစ်မောင်တွေနဲ့မအသေးတွေငိုပွဲတမြင်မြင်ကြွမ်းပြီကွယ်အချင်းနဲ့တွေရှိပါရဲ့ချစ်သမီးပြောပြရစေမရေရလားတဲ့မောင်ရဲ့စိတ်ကိုခိုင်အောင်ဖန်ဆင်းပေးလေပါမောင်ဟာတကယ်ပဲမရဲ့တကယ်အသေးလေးဆွေချစ်တယ်မောင်ရဲ့မုန်းမဲ့ပြေအိုမရင်ခွင်ခွဲလို့အသက်ယူရှင်မောင်အချိုက်မောင်လိုအင်းတွေကိုညုံညင်တာမရှိဘူးမကခွင့်လို့ခဲ့တယ်ချစ်တဲ့စိတ်ကိုနဲ့မောင်ရဲ့ကြိုက်လိုက်တော့မမစိတ်အားငယ်မောင်မောင်ရဲ့ဘယ်လိုနေရမှာပဲလူနေကလေးချစ်တဲ့စိတ်ချင်းမိလို့ဖြစ်မောင်ကျွဲ့နေမအသေးတွေကိုဝဲတမြင်မြင်ကျွမ်းပြီကွယ်ရှိဘူးမကခွင့်လို့ခဲ့တယ်အမြင်ချစ်တဲ့စိတ်ကိုကြောင့်မောင်ရဲ့ချိုက်လိုက်တော့မမစိတ်အားငယ်မောင်မောင်ရဲ့ဘယ်လိုနေရမှာပဲလူနေကရဲ့ချစ်တဲ့စိတ်ချိတ်ပြီးလို့ဖြစ်ကျင်နာသူမောင်တွေ့နေမှနှလုံးသားအိုကွယ်တမီမြေကျွမ်းကျွမ်းနေ